ဒီကနေ့ဗီဒီယိုမှာလေဦးလို့ကျွန်တော်တို့ပြောကြတဲ့တတိမအောင်တဲ့ဥတွေအကြောင်းကိုကျွန်တော်ပြပြချင်ပါတယ်။ကျွန်တော်ကိုယ်တိုင်ကလည်းကြက်တူရေးမွေတဲ့အခါမှာတတိမအောင်တဲ့လေဦးတွေကိုကျွန်တော်နှစ်တည်းအများကြီးကြုံခဲ့ဘူးပါတယ်။ငှက်မတွေအများကြီးနဲ့လည်းကျွန်တော်ကြုံခဲ့ဘူးပါတယ်။ကျမကြီးကောင်းတဲ့ငှက်မတွေကရွေရောက်တဲ့အခါမှာတင့်တော်တဲ့အခြေအနေရှိရဆိုရင်သူတို့ရာသီရောက်တဲ့အခါမှာမျိုးပွားမှုနဲ့ဆိုင်တဲ့ဟော်မုန်းတွေကြောင့်မလို့မိတ်လိုက်တာဥချတာဥဝတ်တာကလေးထိန်းတာတွေလှုပ်ဆောင်ပြီးတော့သူတို့မျိုးဆက်ပြီးတော့ရှင်သန်မှုလုပ်ကြပါတယ်။အဲ့ဒီအခါမှာငှက်မတွေကအထီးရှိရင်အထီးနဲ့တွဲတယ်လိုက်တယ်။အဲ့နောက်တရေအောင်တဲ့ဥတွေကိုဥကြတယ်ဝစ်ကြတယ်အကောင်ပေါက်တယ်ကလေးတွေထိန်းကြတယ်။ဒါပေမဲ့တချို့ငှက်မတွေမှာတော့အထီးမရှိပေမဲ့ဟော်မုန်းအပြောင်းအလဲတွေကြောင့်မလို့ဥချတတ်ကြပါတယ်။ဒီလိုဥတွေကတော့တရေမအောင်ပါဘူး။ဒါမျိုးကိုကျွန်တော်တို့လေဥလို့ခေါ်ပါတယ်။တချို့အမှတ်မှားကြတာကြတော့ဥထဲမှာအနှစ်အဝါမပါတာနဲ့လေဥလို့ခေါ်ရထင်ကြပါတယ်။တကယ်တော့လေဥမှာလည်းအနှစ်အဝါပါပါတယ်။တရေအောင်တဲ့ဥတွေမှာလည်းအဝါပါဒီတော့တရေအောင်တဲ့ဥလားတရေမအောင်တဲ့လေဥလားဆိုပြီးခွဲခြားတဲ့အခါမှာအထီးမရှိဘဲနဲ့အမတကောင်နဲ့ကဥရင်တော့ဒါကိုလေဥဆိုပြီးကျွန်တော်တို့အတိအကျပြောလို့ရပါတယ်။အထီးလည်းရှိတယ်မိတ်လိုက်တာလည်းမြင်တယ်အဲ့နောက်ဥချတယ်အဲ့လိုဥတွေကိုတော့ငှက်မရဲ့နောက်ဆုံးဥပြီး2ရက်မြောက်နေ့ကနေစပြီးတော့ပထမဆုံးဥဝိရက်လို့ကျွန်တော်သတ်မှတ်လိုက်တယ်။ဥဝိရက်10ရက်ကြာတဲ့အခါမှာမီးထိုးကြည့်ရင်သွေးကြောမြင့်တွေတန်းနေတာမြင်ရပါလိမ့်မယ်။အဲ့ဒါဆိုရင်တော့တတိအောင်တဲ့ဥဖြစ်တယ်။အကယ်၍ကြီးလင်နေတယ်ဆိုရင်တော့ဒါဟာလေဥလို့ခေါ်လို့ရပါတယ်။ဘလို့အကြောင်းတွေကြောင့်မလို့လေဥတွေဥတက်လဲလေဥတွေဥတဲ့အခါမှာဘာလုပ်ပေးတင်တယ်လဲဆိုတာကိုကျွန်တော်နောက်ထပ်ဗီဒီယိုတစ်ခုမှာကျွန်တော်ပြောပြပေးပါမယ်။ဒါကကျွန်တော်အရှိမပြောထားတဲ့လေဥဥတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ဒုတိယပိုင်းမှာဒီတော့လေဥတွေကိုဘာကြောင့်ဥရတယ်ဆိုရင်ပထမဆုံးတစ်ချက်ကတချို့ငှက်အတွဲတွေမှာအထီးအမမျိုးမတူတဲ့အခါမှာဖြစ်တတ်ပါတယ်။နောက်တစ်ချက်ကအထီးကလိုက်ပေမဲ့လိုက်တဲ့ပုံစံအပြုအမူမှန်မှန်တဲ့အခါအထီးကမျိုးမအောင်တဲ့အခါတွေမှာလည်းလေဥတွေဥတတ်ကြပါတယ်။လေဥဥတာကစိုးရိမ်စရာကိစ္စမဟုတ်ပါဘူး။ဒါကကျွန်တော်တို့ရဲ့ငှက်မကသူ့ရဲ့ကျန်းမာရေးကောင်းပြီးသူ့ရဲ့လုပ်ငန်းတွေကိုပုံမှန်အတိုင်းလုပ်ဆောင်နေဆိုတာကိုကျွန်တော်တို့သိနိုင်ပါတယ်။ဒီတော့ကိုယ့်ရဲ့ငှက်မကလေဥတွေဥပြီးဝစ်နေရင်ဘာလုပ်ပေးရမလဲ။အဲ့ဒီဥတွေကိုချက်ချင်းဖဲပစ်တာမျိုးဥပုံးတွေဖြုတ်ပစ်တာမျိုးလုံးဝမလုပ်ပါနဲ့။ငှက်မကိုသူ့ရဲ့ဥဝိရဲ့အတိုင်းပဲဝစ်နေပါစေ။ဒီလိုဥဝစ်နေတာကိုတချို့တွေကငှက်မတွေပင်ပန်းနေထင်ပြီးဥတွေကိုချက်ချင်းဖဲပစ်တာမျိုးလုပ်တတ်ကြပါတယ်။ငှက်မတကောင်ကဥချတာဥဝစ်တာကလေးထိန်းတာတွေကသူ့ရဲ့တဘာဝတာဝန်တွေပါ။ထူးထွေပြီးပင်ပန်းတာမျိုးလုံးဝမဖြစ်ပါဘူး။ဥဝစ်တာဆိုတာကသူ့ရဲ့ပထမဆုံးဥလာတဲ့ဖြစ်စဉ်တစ်လျှောက်လုံးကြောင့်ခဏအနားရတဲ့သဘောလေးဖြစ်ပါတယ်။သူ့ရဲ့ဥတွေကိုဖဲပစ်လိုက်တာမျိုးမှာငှက်မမှာ stress တွေအကြီးအကျယ်ရစေတာမျိုးပါ။လူတွေကိုလန့်သွားတာတခင်ကိုမကတ်တော့တာနဲ့နောက်ထပ်ဥတွေထပ်ဥတဲ့အခါမှာကယ်လ်ဆီယမ်ချို့တဲ့အားကြောင့်မလို့ကျန်းမာရေးပြဿနာတွေရှိလာတတ်ပါတယ်။ဒါကြောင့်မလို့လေဥတွေဥနေရင်တော့ငှက်မကိုဥဝရဲ့21ရက်ဒါမှမဟုတ်14ရက်လောက်ဝတ်ခိုင်းပြီးမှဖဲပေးတာမျိုးကငှက်မရဲ့စိတ်ကျန်းမာရေးကိုရောကိုယ်ကျန်းမာရေးကိုပါအထောက်အကူဖြစ်စေပါတယ်။နောက်ဗီဒီယိုမှာတချို့လူတွေလုပ်တတ်ကြတဲ့ငှက်မတွေလေဥမှာဆိုလို့ဥပုံးတွေဖဲတာမျိုးပုံးစရာနေရာမထားတာမျိုးကိုဘာလို့မလုပ်သင့်တာလဲဆိုတဲ့အကြောင်းကိုပြောပြပေးပါမယ်။